အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လဲနောင်အကြောင်းပဲပြောသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့နောင်အမျိုးအစား5မျိုး 5 kinds of noun 5 kinds of noun နဲ့မှာဘာတွေပါဝင်လဲဆိုတော့ပထမဆုံးအနေနဲ့ proper noun ဆိုတာဘာလဲဆိုတော့မြန်မာလိုဆိုရင်တော့တဦးဆိုင်နံလို့ခေါ်ပါတယ်တစုံတစ်ဦးကိုရည်ညွှန်းပြီးတော့ပေးထားတဲ့နာမည်တွေကို proper noun လို့အလွယ်မှတ်လို့ရပါတယ်ဥပမာအဖြစ်ညီမနာမည်ဆိုလို့ရှိရင်ညီမကိုရည်ညွှန်းပြီးတော့ပေးထားတဲ့အတွက်ညီမရဲ့နာမည်ဆိုရှင် proper noun နဲ့မှာပါပါတယ်မြို့ရွာတွေရဲ့နာမည်တွေလည်းမန္တလေးမြို့တို့ပကံတို့ဆိုလို့ရှိရင်လည်း proper noun နဲ့မှာပါပါတယ်ထိုမြို့ရွာတွေကိုရည်ညွှန်းပြီးတော့ပေးထားတဲ့အတွက်ကြောင့်မလို့သူလည်း proper noun နဲ့မှာပါပါတယ်နိုင်ငံအမည်တွေမြန်မာနိုင်ငံကိုရီးယားနိုင်ငံဒုတိယတစ်ခုအနေနဲ့ကတော့ collective noun မြန်မာလိုဆိုလို့ရှိရင်တော့အစုပြနံလို့ခေါ်ပါတယ်အစုအပေါင်းအဖွဲ့အစည်းကိုဖော်ပြတဲ့ noun တွေဒါတွေကို collective noun လို့ခေါ်ပါတယ် family class army family လို့ပြောလိုက်ရင်လည်းအဖေရှိမယ်အမေရှိမယ်အဖိုးဖွားရရှိမယ်စသဖြင့်တစုတစည်းတည်းဖြစ်နေတဲ့ဟာကိုတန်းမြင်ရတယ်ပေါ့ဒီလိုမျိုး noun တွေကိုဆိုလို့ရှိရင် collective noun လို့ခေါ်ပါတယ်အစုပြနံဖြစ်ပါတယ်နောက်တစ်ခုကကြတော့ common noun ဆိုတာကြတော့အများဆိုင်နံဖြစ်ပါတယ်ဆောနာတော့ကလိုမျိုးကိုတယောက်တည်းအတွက်ရည်စူးမှတ်ပေးထားတာမဟုတ်ပဲနဲ့အများနဲ့သက်ဆိုင်တဲ့နာမည် boy boy ယောက်ျားလေးဆိုလို့ရှိရင်ပေါ့ယောက်ျားလေးလို့ပြောလိုက်လို့ရှိရင်ကိုကယောက်ျားလေးဆိုရင်ကိုနဲ့လဲဆိုင်တယ်သူကယောက်ျားလေးဆိုရင်သူနဲ့လဲဆိုင်တယ်အဲ့လိုမျိုးကိုနဲ့လဲဆိုင်သူနဲ့လဲဆိုင်အများကြီးနဲ့ဆိုင်တဲ့အရာတွေကိုcommon noun လို့ခေါ်ပါတယ်ဥပမာပေးရမယ်ဆိုရင်တော့နောက်တစ်ခုအနေနဲ့ကတော့ abstract noun တော့စိတ်တစနံဖြစ်ပါတယ်လက်ဖြင့်ကြိုက်တွေထိတွေ့လို့မရဘူးစိတ်ဖြင့်ပဲစိတ်ကူးရင်နိုင်တဲ့ဟာတွေကို abstract noun လို့ခေါ်ပါတယ်ကျင်နာမှုတော့ kindness အတွေးတွေကနေဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေအတွေးတွေနံပါတ်5ကတော့ material လို့ခေါ်တဲ့သဘာဝတွင်ထွက်နာမည်ဖြစ်ပါတယ်သဘာဝထွက်ကုန်တွေတွင်ထွက်ပစ္စည်းတွေစားကုန်တောက်ကုန်တွေစတာတွေကို material noun လို့ခေါ်ပါတယ် milk တို့ silver တို့ gold တို့စရဆိုလို့ရှိရင် material noun နဲ့မှာပါဝင်ပါတယ်ရှေ့ဗီဒီယိုမှာပြောသွားခဲ့တဲ့ countable noun and countable noun နဲ့မှာဆိုလို့ရှိရင်အခု noun 5မျိုးထဲမှာဆိုလို့ရှိရင် abstract noun နဲ့ material noun ဆိုလို့ရှိရင်လည်း uncountable noun နဲ့မှာပါဝင်ပါတယ်ညီမနဲ့အတူတူလေ့လာပေးကြပါအောင်ရှင် thank you